Okay သွေးသစ်ကြောင်တော့2000နဲ့နှစ်ခုနှစ်ကနေစပြီးတည်ထောင်ခဲ့တာပေါ့နော်ပထမတော့ကျွန်တော်တို့တဒန်း2ဒန်း3ဒန်းပေါ့နော်မြန်မာစာတက်မြောက်ရေးပေါ့နော်အဲ့ဒါနဲ့ပြည်တွင်းကနေပြီးတော့အကြောင်းမျိုးကြောင့်ထိုင်းနိုင်ငံဘက်ကိုရွှေ့ပြောင်းလာတဲ့ကလေးတွေဘာသာမှမတက်လို့စာတမျိုးတက်အောင်ပေါ့နော်ကျွန်တော်တို့လည်းတက်လာတဲ့မြန်မာစာနဲ့အင်္ဂလိပ်စာလေးတွေသင်ပေးတာပေါ့နော်ကျောင်းသားအဲ့တုန်းကတော့နည်းနည်းလေးပေါ့ကျောင်းသား80လောက်ရှိတာပေါ့နော်ကျောင်းသား80လောက်ကိုဆရာမ4ယောက်လောက်ကနေစတင်တာပေါ့တဖြည်းဖြည်းနဲ့ဒီမှာစာသင်ဉာဏ်နဲ့ကလေးတွေကများလာတော့ကျွန်တော်10တန်းအထိဖွင့်လာတယ်ပေါ့10တန်းအထိဖွင့်လာတော့မြန်မာတိတ်သူဝန်ထမ်း2017စနစ်မှာဖြည့်လာတယ်2021ကျတော့အာနာသိမ့်မှုတစ်ခါဖြစ်လာတဲ့အခါကျတော့အဲ့ program ကိုကျွန်တော်ရပ်လိုက်လက်ရှိကလေးတွေကပညာသင်ကြားရေးအတွက် GED program တွေဖွင့်တယ်အခုလက်ရှိဆိုရင် Finland program တွေရှိတယ်အင်္ဂလိပ်စာ program တွေရှိတယ်ကိုရီးယား program တွေရှိတယ်ပေါ့နော်အချို့ကလေးတွေကျတော့ထိုင်းစာ program ဝါသနာပါတဲ့အတွက်ထိုင်းကောဆောင်တော်တွေပါတင်ပေးတယ်ပေါ့နော် Finland program ကိုတက်ဖို့တော့လူ100လောက်ရှိတာပေါ့နော်ကိုရီးယား program ကတော့18ယောက်တက်နေပြီ Finland ကျောင်းသွားနေတဲ့လူကတော့အနေဆုံးကတော့လက်ရှိတက်နေတာ28ယောက်လောက်ရှိတာပေါ့နော်နောက်ပိုင်းတွေမှာ Finland program တွေကိုကျွန်တော်တို့ကျောင်းရဲ့သင်ရိုးပြဋ္ဌာန်းချက်တွေမှာကျွန်တော်တို့ပူးတွဲပြီးတော့ပြဋ္ဌာန်းပေးလာဖို့ကျွန်တော်တို့ပြင်ဆင်လာတယ်ပေါ့နော်ဒုတိယပြဋ္ဌာန်းချက်ကတော့ကျွန်တော်တို့အင်္ဂလိပ်စာပေါ့နော် Finland ကတော့ကျွန်တော်တို့အခုလက်ရှိသွားနေတာကတော့ volunteer ဆရာတွေနဲ့သွားနေရတာပေါ့နော်အင်္ဂလိပ်စာကတော့သူအမြဲတမ်းသင်တဲ့ဆရာတွေနဲ့သွားနေတယ်ပေါ့လက်ရှိဆရာမက48ယောက်ရှိတယ်Finland volunteer နဲ့ပေါင်းရင်51ယောက်ပေါ့နော် Finland ကတော့အခုလက်ရှိညပိုင်းတွေမှာအခုသင်တန်းသွားတက်တဲ့ကလေးတွေပြန်လာပြီးတော့အခြေခံတွေကစပြီးတော့တင်နေပြီပေါ့နော်အဲ့ဒါကတော့ဒီ2020နဲ့3 24 25 program တွေပေါ့နော်လက်ရှိကျောင်းသားဥယျာတော့ဒီ program တွေရောဆိုလို့ရှိရင်ကျောင်းသားပေါင်း1200ရှိတယ်မူဂျုံကနေပြီးတော့9တန်းတီးရမြန်မာ program ကို run တယ်အဲ့ဒီမှာ course on program ပါလာတယ်9တန်းအထက်ကြမှာကျွန်တော်တို့ကိုရီးယားပါမယ်လက်ရှိFinland program ပါမယ်အင်္ဂလိပ်စာ program တွေပါမယ် GED program တွေပါမယ်ပေါ့နော်နောက်အထူးကတော့ဆိုတော့ course on program တွေပေါ့နော်အဲ့ဒါတော့ထိုင်းမှာနေမဲ့ကလေးတွေကျွန်တော်လာမဲ့မတ်လပိုင်းကြရင် course on program တွေတွားဖြည့်လို့ရှိတယ်ပေါ့နော်Finland program ကတော့စပဲရှိနေတဲ့အခါကျတော့ကျွန်တော်ဆံပွဲတွေအင်တာဗျူးတွေပါဝင်ပြီးတော့မဖြေနိုင်နေဘူးဒါကဒီเจ้าမှာနေတဲ့ကလေးပေါ့အပြင်မှာသင်တန်းတက်တဲ့ကလေးတွေကတော့ program တွေတော့အောင်ပြီးတော့ဒီ Finland နိုင်ငံတွေပါတော့ရောက်သွားကုန်ပြီပေါ့နော်ကျွန်တော်တို့ဘက်ကတော့ရည်ရွယ်ချက်ကတော့အဲ့ရောက်တဲ့ကလေးကသူတို့အတွက်ကဘာတွေအားသာချက်ရှိလဲဆိုတော့ထိုင်းမှာရှိတဲ့ကလေးတွေဆိုရင်ကြီးတွေအောင်လို့ထိုင်းတက်လို့တက်မယ်ဆိုရင်တစ်နှစ်ကိုအနိုင်ဆုံးက4သိန်းလောက်သုံးတယ်4နှစ်ဆိုရင်16သိန်းလောက်ဆိုတော့ကျွန်တော်တို့မြန်မာကလေးတွေကအဆင်မပြေနိုင်ဘူးပြန်တော့ Finland ပညာရေးဆိုရင်တွားစိတ်လာစိတ်လောက်ပဲကုန်တယ်ဟိုမှာက education မှာက free သင်ခွင့်ရတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားနဲ့ကိုက်နောက်ပြီးတော့လက်ရှိလည်းသူတို့အဆက်အသွယ်တွေကတေချာတဲ့အဆက်အသွယ်တွေလည်းဖြစ်တယ်နောက်ပြီးတော့လောက်ကကန်ရတာလည်းတော်တော်များများအဆင်ပြေတဲ့အတွက်လက်ရှိကတော့အဲ့ဒီ Finland program ကိုတော့ကျွန်တော်အားပြုပြီးတော့ဒီလက်ရှိ migrate မှာပြောင်းလာတဲ့ကလေးတွေအတွက်ကတော့ဒါအားထားရအောင်လို့ကြံတဲ့ဟာတွေအိမ်မက်တွေလိုဖြစ်နေဘာဖြစ်လို့လဲဆိုတော့အရန်အမောင့်တွေများတယ်လေငွေကြေးအမောင့်တွေများတော့ကလေးတွေအတွက်လက်လန်းမမီဘူးဖြစ်နေလက်လန်းမီတာကတော့နံပါတ်1ကတော့ Finland program ဒုတိယကတော့ဒီထိုင်းမှာရှိတဲ့ course on program ပေါ့နော်တတိယကတော့ကျွန်တော်တို့အခုချိန်ကြီးတော့တယောက်မှတော့မရောက်သေးဘူးပေါ့ကိုရီးယား program တွေကျွန်တော်တို့စနေပါပြီနော်ဟုတ်ကဲ့တော့ဆရာတို့ဒီဓမ္မဆိုတဲ့အဆောင်ရှိတယ်ဘော်ဒါရှိတယ်ဟုတ်ကဲ့ပါဘော်ဒါမှာလူဦးရေဘယ်လောက်ဘော်ဒါလူဦးရေကတော့ကျွန်တော်တို့လက်ရှိက280လောက်ရှိတယ်ပေါ့နော်280ကမင်းကလေးက160လောက်ယောက်ျားလေးက120လောက်ရှိတာပေါ့နော်အဲ့ဒီကလေးတွေဘာလို့ဘော်လာလက်ခံလို့ဆိုတော့လက်ရှိတချို့ကမိဘအမဲတွေဖြစ်တယ်တချို့ကလည်းပညာသင်ခြင်းတွေနော်ငွေကြေးအခက်အခဲရှိတယ်တချို့ကလည်းပညာသင်တဲ့နေရာနဲ့အလံဝေးတယ်ပေါ့နော်အလံဝေးရသွားဖို့လာဖို့အတွက်စရိတ်တွေမသုံးနိုင်တဲ့အတွက်သူတို့ပညာရေးဆက်သွားနိုင်မှုအတွက်ကိုကျွန်တော်တို့ဘော်လာဆိုပြီးလက်ခံပေးတာ
ဆိုတော့ကျွန်တော်တို့အခုတီးရသလားဆိုရင်တော့သွေးသစ်ကြောင်ဒီကျွန်တော်မူဂျူကနေရှိတယ်ပေါ့နော် ဟုတ်ကဲ့မူဂျူကနေပြီးတော့မှ ရှိတယ်ပြီးကျွန်တော်တို့မှာဒီမှာဆိုကော့ဆောနိုတွေရှိတယ်ကော့ဆောနိုဆိုတာဒီထိုင်းအထက်တန်ကျောင်းစတိုင်မျိုးပေါ့အဲ့ဒီအစစ်မှာ ကောဆောနောကတော့ကျွန်တော်လောလောဆယ်မူလာတန်းကောဆောနောပဲလုံနိုင်တယ်မူလာတန်းနဲ့အလဲတန်းမရသေးဘူး အဓိကတော့ထိုင်းခြေကန်စကားရသွားမယ်ထိုင်းစကားရပြီးတော့ဒီခေတ်ထိုင်းမှာ ထိုင်းမှာလုံးလုံးအဆင်ပြေမယ်ထိုင်းနဲ့ဆက်ဆံတဲ့ခါကျလည်းအဆင်ပြေတယ် ပြီးကျွန်တော်မှာ GDC မယ် GDP လို့ဆိုရင်တော့ထိုင်းတောင်းတန်တက်တယ်လို့ဆိုရင်ဒီ scholarship စားတဲ့ပိုင်းတွေရှိတယ်ပေါ့ချုပ်ပြီးလာတော့ အဲ့ဒါလဲ scholarship ဆိုလဲထီထိုးသလိုပါပဲအဲ့တော့လူပေါင်းတန်းနဲ့ရှိပြီးမှတစ်ယောက်နှစ်ယောက်လောက်ပဲရတာဟုတ်ကဲ့ ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်တို့မှာအခု Finland program ရှိခဲ့တဲ့ထဲမှာဆိုရင်အခုဟိုရောက်သွားတာအားလုံး19ယောက်ရှိပေါ့နော်ဒီကြောင်းပါလေဆိုတော့နောက်ထပ်ကြောင်းလည်းသွားမယ်ဆိုတော့အဲ့ဒီကလေးတွေကတော့ကျွန်တော်တို့မျိုးလင်းချက်ကတော့သူတို့ဟိုမှာသူတို့6ယောက်သူတို့ရက်တည်နိုင်မယ်ပြီးလို့ရှိရင်သူတို့မိသားစုအဆင်ပြေပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီဆွေပြောင်းညီမအကြောင်းလေးကိုတစ်ဖက်ပေါ့ပြန်ပြီးတော့ အကျိုးပြုရမှာ အကျိုးပြုတဲ့ဟာမျိုးကျွန် ဥ တော် မာဆိုရင်ဟိုမှာသူတို့ရက်တည်နိုင်ပေါ့ရက်တည်နိုင်သူတို့ဒီမှာကြံနေခဲ့တဲ့ညီတွေညီမတွေကိုအဲ့ဒီဖင်လန်ပညာရေးမှာဆက် join ပေးဖို့အတွက်ကိုအားထားရတာပေါ့နော်သူတို့အားကိုးရမယ့်အနေအထားမျိုးဖြစ်တာ ဆိုတော့ကျွန်တော်တို့အခုပြောနေတာကသွေးတရားကြောင်းဆရာကြီးနဲ့ကျွန်တော်စကားပြောတာပေါ့နော်ဆိုတော့နောက်မှကျွန်တော်တို့ဒီသွေးတရားကြောင်းအနေထားကိုကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်เนาะသွေးတရားကြောင်းဒီကျောင်းသူကျောင်းသားတွေကိုအကြီးကြီးရှိတယ်ကိုရီးယား program ရှိတယ် English program ရှိတယ်အပြင်ကိုမှကျွန်တော်တို့အခု Finland လိုနိုင်ငံကိုလည်းထိုးဖောက်နိုင်တာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေကိုရတဲ့နီလန်းကနေဟိုတာပေါ့ရတဲ့နေရာကနေအခုညီပန့်ပိုးတဲ့အကြောင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အခုအားရတဲ့အကြောင်းတစ်ခုလည်းဖြစ်တယ်ဆိုပါတယ်ဆိုတော့အဆောင်နေရာကြီးအစားကျွန်တော်တို့ပြင်ပြအောင်ပေါ့နော်ဆိုတော့အခုနောက်တစ်ပိုင်းကတော့ကျွန်တော်ကျောင်းရဲ့လိုအပ်ချက်လေးတွေပေါ့ကျွန်တော်သိချင်တယ်ဆိုတော့ဆရာကြီးအနေနဲ့ဒီကျောင်းကဘာဒီနေရာမှာဘာတွေလိုအပ်နေလဲဆိုတော့ဘယ်လိုမျိုးနေရာမျိုးမှာအားနေချက်တွေအများကြီးရှိလဲပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေရပေါ့ ဟိုလက်ရှိကလိုအပ်တာတော့ဟိုအများကြီးပေါ့ဒါပေမဲ့ကျွန်တော်တို့မှာအကူအညီကဒီ NGO CBO တွေကမရဘဲနဲ့လောလောဆယ်ကျွန်တော်တို့ကျောင်းရက်တီအတွက် NWG ရဲ့ဒူနာနဲ့ပေါ့နော်ဥမာကိုကရင်ပေါ့ကရင်ကကိုသူ့မျိုးသားရဲ့အတွက်နောက်ကလေးတွေတော့တက်နိုင်အောင်သူတို့အကူအညီပေးခဲ့တာလေးတွေပေါ့နော်အဲ့လားလေးနဲ့ပဲရက်တည်ရတယ်အခုဆိုတော့ဖင်လန်သွားတဲ့ကလေးတွေကလည်းသူတို့ဝင်ငွေကောင်းလာမယ်ဆိုရင်သူတို့ကျောင်းကိုပြန်ပြီးတော့အကူအညီကိုကျွန်တော်တို့မျှော်လင့်တာပေါ့နော်အဲ့ဒါမျိုးတွေနဲ့ကျွန်တော်ရှေ့ဆက်နိုင်မယ်လို့ထင်တာပဲပေါ့နော်လက်ရှိကတော့အခက်အခဲအများကြီးကြားထဲမှာရက်တည်ရတယ်အခက်အခဲဆုံးတော့ကျောင်းလာတက်တဲ့ကလေးတွေအတွက်အခန်းတွေမရှိတော့ဘူးစာသင်ခန်းတွေမရှိတော့ဘူးလက်ရှိအာဏာသိမ်းတဲ့ကာလလေးဆိုတော့လူတိုင်းမှာအခက်အခဲရှိနေတဲ့ခါကျတော့ပညာသင်ကြားဖို့တော့အချို့ကငွေကြေးမရှိတဲ့ခါကျတော့အဲ့ဒီငွေကြေးမရှိတဲ့ကလေးတွေကိုအတတ်နိုင်ဆုံးအကူအညီပေးရတော့ကျွန်တော်တို့မှာ challenge တွေအများကြီးရှိတာပေါ့နော်အဲ့ဒီအတွက်တော့တော်တော်ကိုဟိုပြဿနာရှိတာပေါ့ကျွန်တော်တို့နောက်မှာအစိုးရမှမရှိတာဘူးဟုတ် ဆိုတော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်တို့ဒီ Finland program မှာသွားနေတဲ့ Bright Future program အနေနဲ့ကတော့ဒီအကြောင်းနဲ့ collaborate လုပ်ခဲ့တာတော့ကြာပြီပေါ့နော်ဆိုတော့အခု Finland ခီးစဉ်မှာကျွန်တော်ယုံကြည်မှုခွင့်လက်သွဲသွားတယ်ကြာကြီးအကြောင်းသူအကြောင်းသားတွေကိုလည်းကျွန်တော်အတတ်နိုင်ဆုံးရန်နီလန်နဲ့အကြောင်းကလည်း supporting ပေးတယ်မိဘတွေကလည်း supporting ပေးတယ်ပေါ့နော်ဆိုတော့ရောက်သွားတဲ့ကလေးတွေနေလည်းကျွန်တော်တို့ရဲ့မျိုးလင်းချက်ဒီအရင်ကြီးမှတာမဟုတ်ဘူးဆိုတော့ကိုယ်တွေနေခဲ့တဲ့နေရာကိုတစ်ဖက်တစ်လမ်းနေပြထောက်ပံ့နိုင်မယ်လို့ကျွန်တော်တို့နေမျောလင်းတာပေါ့နော်ဆိုတော့နောက်ထပ်နာကမှလည်းဒီကခီးကိုလည်းကျွန်တော်အတတ်နိုင်ဆုံးရန်နီလန်နဲ့ဆက်သွယ်တော်ရှိတယ်ပေါ့ဆိုတော့ကဒီလိုအကြောင်းမျိုးတွေမရှိလို့ရှိရင်ကျွန်တော်တို့အခုအချိန်တွေကဥစားပေါ့မြန်မာပြည်အခြေအနေနဲ့ဆိုရင်တော့ဆွေပြောင်းညီမကျောင်းသားအများကြီးရှိလာမယ်အစစ်ပြေဆောင်အများကြီးရှိလာတယ်ပေါ့နော်ဟုတ်ကဲ့ဒါတွေကိုလည်းကျွန်တော်လက်ခံရတာပေါ့အခုဒီကျောင်းမှာဆိုရင်ကျောင်းသားများတဲ့ပုံမှာစာတင်ဆောင်ရတယ်မရှိတာကျွန်တော်တွေ့နေရတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ကလည်း document တစ်ခုလုပ်ချင်တယ်ပေါ့အကြောင်းဆိုင်နဲ့တွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ပိုင်းပေါ့နောက်ထပ်တစ်ပိုင်းကျွန်တော်ပြန်လာမှာကဒီကျောင်းသားတွေအောင်သွားပြီးတဲ့ကျောင်းသားတွေပေါ့နော်ကြီးကြီးအောင်သွားပြီးတဲ့ကျောင်းသားတွေအနေနဲ့ဆရာတို့အနေနဲ့အခုမှဆိုဒီမှာကြီးသွားတယ်ပေါ့ဒါကြိုင်တော့ဘယ်လောက်အနေထားမျိုးရှိတယ်ပေါ့နော် scholarship ရသွားတဲ့ရာခိုင်နှုန်းဘယ်လောက်ရှိလဲပြီးတကယ်တော့ Thai University တက်တဲ့ကျောင်းသားတွေရောဘယ်လောက်ရှိနေလဲပေါ့အောင်သွားတော့သူအလုပ်တိုင်သွားတဲ့ပြင်မှာဒီမှာအမခန့်ချက်တွေရှိလာပေါ့အဲ့ဒါဆရာတို့အတွေ့အကြုံပေါ့ဒီမှာ20ကျော်လုပ်ခဲ့တယ်ဆိုတော့ဟုတ်ကဲ့လက်ရှိကတော့ဟိုကြီးကြီးအောင်ပြီးတော့ scholarship ရတဲ့ကျောင်းသားကတော့300ခိုင်လုံးလောက်ပဲရှိတယ်အောင်နာကတော့တစ်နှစ်ကို1000နဲ့ရှိပြီးအောင်နေမယ်တစ်နှစ်လုံးမှာ2ယောက်ဒါတော့တကယ်တက်တူကြီးဒီမှာအရနေတယ်ဒီမဲဆောက်တက်မှာပေးတဲ့ scholarship လေးတွေပဲရသေးတယ်ကျွန်တော်တက်တူကြီးတွေမရသေးဘူးကျွန်တော်တို့ဒီတွေ့တဲ့အကြောင်းလေးနဲ့ပေါ့နော်တက်တဲ့ကလေးတွေကအလုပ်လည်းမရဘူးတက်တူလည်းတက်ခွင့်မရှိဘူးပေါ့အခက်ခဲတွေကတော့အမျိုးမျိုးပေါ့နောက်တစ်ခုကထွက်ပြေးလာတဲ့အကြောင်းသားတွေဆိုတော့သူတို့မှာကဆိုတော့ passport ပေါ့နော် passport မလုပ်နိုင်တာတွေပေါ့နော်နောက်ပြီးတော့
ဒီမြန်မာနိုင်ငံမှာကပြည်တွင်းစစ်ဖြစ်နေတာကနှစ်ပေါင်းမနေတော့ဘူးလေဒါတော့ပညာရေးမှာကကလေးတွေကိုယ်တိုင်ကစူးစမ်းမှတာနဲ့ထွက်နိုင်မှာအခုလက်ရှိထွက်ပေါက်သေးသေးလေးရတာတော့ဖင်လန်ဘက်ကမျှော်လင့်ချက်ရတာပေါ့ဒါပေမဲ့သူတို့ချာကျွန်တော်တို့ငွေကိုမျှော်လင့်တာမဟုတ်ဘူးဒါပေမဲ့သူတို့မျိုးဆက်တွေကိုသူတို့ရှေ့ရပညာရေးရရှိပြီဆိုရင်သူတို့ညီလေးညီမလေးကိုသူတို့ဥဆောင်တဲ့ပညာရေးကိုထပ်ပြီးဆင့်ပွားပေါ့နော်အဲ့ဒါလေးတို့ကျွန်တော်တို့မျှော်လင့်နေပေါ့နော်ဟုတ်ကဲ့ဆိုဆရာကြီးတို့ရဲ့မျှော်လင့်ချက်ကလည်းကျွန်တော်တို့ရဲ့မျှော်လင့်ချက်နဲ့မသိမီပေါ့နော်ပြောမှတူထက်ကြတော့ကျွန်တော်တို့ရဲ့ခြေလမ်းကလည်းလူငယ်တွေဟိုများများရောက်စေခြင်းနဲ့ဒီလူငယ်တွေဟိုမှာပညာသင်မယ်ပညာတတ်မယ်ကိုယ့်ထောက်ကိုထူထားနိုင်ပြီဆိုရင်တော့ငွေကြေးပိုင်းမဟုတ်ဘဲနဲ့ပညာရေးအချင်းပိုင်းပေါ့လာပြီးတော့ဒီမှာလာပြီးပြန် share လုပ်တာမျိုးတွေစလည်းပြန်သင်တာမျိုးတွေပေါ့နော်ပြီးလို့ဆိုရင်နောင်လားတွေကိုပြန်ပြီးစင့်ခေါ်နိုင်တဲ့လူငယ်မျိုးတွေတော့မွေးထုတ်ချင်တာပေါ့ဘယ်လိုဆိုရောက်တရခေါ်သွားမယ်ဆိုရင်ရောက်တရလုံးကကျွန်တော်မမျှော်လင့်ပြီးနေမိမဲ့လဲတချို့တော့ကတော့ကျွန်တော်တို့ပြန်သိတယ်မလို့ကျွန်တော်တို့ကတော့ဆက်မျှော်လင့်တာပေါ့နော်အဲ့ဒီပိုင်းရှိတာပေါ့ဟုတ်ကဲ့ဆရာကြီးနောက်ထပ်ဘာဖြစ်ကြရှိလဲမသိဘူးကျွန်တော်တို့ဖြစ်စေချင်တာတော့အဲ့လိုပေါ့ဖင်လန်နိုင်ငံလိုကလေးတွေပညာသင်ကြားနိုင်ခွင့်ဖရီးပေးတဲ့နိုင်ငံတွေကဘာမှအများကြီးဖြစ်စေချင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့မျိုးဆက်လူငယ်လေးတွေဒါမျိုးအခွင့်အရေးတွေရမယ်ဆိုကျွန်တော်နိုင်ငံကြီးနဲ့တိုးတက်သွားမှာပေါ့နော်ကလေးတွေရဲ့ဖြစ်စဉ်တဲ့ဆန္ဒတွေကိုလည်းကျွန်တော်တို့ဖြစ်ခွင့်ရတဲ့အတွက်ကျွန်တော်တို့လည်းအယံဝင်သွားပါတယ်နော်အဲ့လိုပေါ့ပညာရေးဟိုဖီးပေးတဲ့နိုင်ငံတွေများပေါ်လာစိတ်ချတာပါအဲ့ဒါပဲကျွန်တော်တို့ကလေးသွားမှာလीเนาะဟုတ်ကဲ့ပါဆိုဒီနေ့ဆရာကြီးနဲ့ပြောတဲ့ဟာကတော့ကျွန်တော်ဒီလောက်နဲ့ပဲပေါ့နော်နောက်ထပ်လိုအပ်တဲ့အရာတွေမှန်သမျှကိုကြားလို့ဆိုတော့ကျွန်တော်တို့ဒီvoice message တကွာပေါ့နော်ဗီဒီယိုတွေကျွန်တော်တင်ပြီးပြောမှပြပေါ့နော်ဒီတိကျောင်းရဲ့နေရာနဲ့ location အတိအကျကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်တင်ပေးသွားမှာပေါ့နော်ဆက်သွယ်ခြင်းလူများကျောင်း direct ဆက်သွယ်လို့ရအောင်လဲကျွန်တော်တို့ contact detail တွေကျွန်တော်ထားပြီးမှဖြစ်ပါတယ်တော့ကျေးဇူးများတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျမင်္ဂလာပါခင်ဗျကျွန်တော်အခုရောက်နေတာကတော့ကျွန်တော်တို့သွေးသစ်ကြောင်ဖြစ်ပါတယ်เนาะအခုတော့ကျွန်တော်တို့ဆရာကြီးတဲ့စကားပြောပါပြီပေါ့နော်အခုကျွန်တော်နောက်နေရာမှာဆိုရင်ကျွန်တော်နေနဲ့နောက်နေရာမှာဆိုရင်တော့ကျွန်တော်တို့ဒီဆရာကြီးနဲ့အစီအစဉ်ဆွဲထားတဲ့ plan လေးတစ်ခုပေါ့နော်အဲ့ဒါလေးတော့ပြောချင်ပါတယ်အနေငယ်ပေါ့နော်အခုကျွန်တော်တို့ project တစ်ခုဘာလုပ်မှဆိုတော့ကျောင်းကကျောင်းသူကျောင်းသားတွေအရင်များလာတာပေါ့နော်ဒီကျောင်းဒီဆွဲညမှာကျောင်းမှာကျောင်းသားတွေအရင် support ပေးတဲ့ကျောင်းလေးဖြစ်တယ်ပြီးတော့ကျောင်းသူကျောင်းသားတွေအောင်သွားလို့ရှိရင်လည်းtop ပေါက်ချပေးနေတဲ့ကျောင်းတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့နေရာလည်းတစ်ဖက်တစ်လမ်းနဲ့ကူညီချင်တာပေါ့နော်ဆိုတော့ကျောင်းသားတွေအရင်များလာတယ်များတဲ့ပုံမှာကျောင်းအခန်းတွေကမရှိသလောက်ဖြစ်နေတာပေါ့နော်ဆိုတော့ကျောင်းအခန်းပြန်ချက်မှရမှာပေါ့ကျွန်တော်တို့အခုကျွန်တော်ရှိနေအခုအနောက်နေရာပဲဖြစ်ဟုတ်ပဲနေရာဖြစ်ဆိုကျွန်တော်တို့မှာမြေခွက်နေရာတွေတော့အနေငယ်ရှိတယ်ဆရာကြီးကနေသူတို့ကဒီကျောင်းအခန်းကိုပြန်ချက်ဖို့အတွက်လုပ်နေတာပေါ့နော်ဒီတိကျောင်းကနေ budget တွေလိုလာပါတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့အတက်နိုင်ဆုံး supporting ပေးဖို့တော့ ready ပါဒါပေမဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေနော် follower တွေအတိမိတ်ဆွေအတိုင်းဝိုင်းကလည်းကူညီခြင်းနဲ့လူဒန်းခြင်းနဲ့ဒီလိုမျိုးကျွန်တော်ညီမပြည်သားကလေးတွေလူငယ်တွေကိုပြုစုပြောထောင်ပေးနေတဲ့ဒီလိုကြောင်းပေါ့နော်အဖက်ဖက်ကနေကျွန်တော်တို့ဒီအားနည်းချက်တွေအများကြီးရှိတဲ့ကြောင်းပေါ့အားနည်းချက်ဆိုတာကကျွန်တော်တို့ဒီ budget ပိုင်းဆိုင်ရာပေါ့နော်ဆိုတော့ကျောင်းဆရာဆရာမပိုင်းပဲဖြစ်ဆရာဆရာမလာစာပိုင်းပဲဖြစ်ဒီကျောင်းရဲ့နေထိုင်ရေးပေါ့နော်အဆောင်နေဆိုလဲလူတွေများတဲ့ပုံမှာကျောင်းသားတွေကအခုကကျွန်တော်ကိုယ်တိုင်ကလည်းဒီကျောင်းမှာလာပြီးတော့အမြဲတွေ့နေရတာဆိုတော့လေကျောင်းသားတွေလာတယ်နေ့စဉ်နေ့တိုင်းလည်းမေးနေတယ်ကျောင်းလက်တက်လို့ရလားအဆောင်မှာနေရာလွတ်တယ်လားဆိုအဆောင်ကတော့နေရာမလွတ်တာကိုတွေ့နေရတယ်ပေါ့နော်တော်တော်လေးကိုကြက်နေပြီပေါ့နော်ဆိုတော့ကျောင်းသားတွေဆိုလဲလက်ခံမှုကတော်တော်လေးကိုအနေထားကစိုးနေတယ်ပေါ့နော်အခန်းနေရာပြည့်နေဆိုတော့ကျွန်တော်တို့အနေနဲ့ကဒီNiblo School ဒီသွေးသစ်ကျောင်းဒီအခန်းချဲ့လာဖို့လိုတာပေါ့နော်ကျောင်းခန်းတွေထည့်လာဖို့အတွက်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီ project လေးတစ်ခုလုပ်ချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Brighter Future ကနေဒီလိုကျောင်းမျိုးကျွန်တော်တို့အတက်နိုင်ဆုံးလူဒန်းချင်းတဲ့အထက်မှာဒီကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျောင်းသူကျောင်းသားတွေရောက်သွားဖင်လုံရောက်သွားတဲ့ကျောင်းသူကျောင်းသားတွေဖြစ်မိတ်ဆွေအတိုင်းဝိုင်းကဒီလိုကျောင်းမျိုးကိုလူချင်းတဲ့တန်းချင်းတဲ့ကူညီချင်းတဲ့ဆိုရင်ကျွန်တော်တို့ရနေမှာတဆင့်ဒို့မဟုတ်ကျောင်းကို direct ဆက်သွယ်ပြီးတော့လည်းဟုတ်တာပေါ့လူဒန်းလို့ရတယ်ဆိုကြောင်းဒီတိုင်းကျွန်တော်ပြောချင်ပါတယ်ပေါ့နော်နောက်ထပ်နေရာတွေဘယ်လိုနေရာမျိုးတွေရှိလဲဆိုတာကိုလည်းကျွန်တော်တို့ video နဲ့ like ပြမယ်နော်ကဲအခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့သွေးသစ်ကြောင်ရဲ့ယောက်ျားလေးအဆောင်တနေရာပေါ့နော်ယောက်ျားလေးအဆောင်တော့မှ3နေရာ4နေရာလောက်ရှိတာပေါ့ကျွန်တော်ဦးနာပြောသလိုပဲဒီကျောင်းသားရောက်လာတဲ့ကျောင်းသားတိုင်းကို welcome ဖြစ်တာဖြစ်တဲ့အတွက်အမျိုးပေါ့လက်ခံရင်နဲ့ကျောင်းသားတွေများလာတော့အမျိုးပေါ့ပြန်ချက်ပြီးတော့နေရာတွေက3-4နေရာဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်အခုရောက်တဲ့နေရာတစ်ခုကတော့တနေရာဖြစ်ပါတယ်ဒီမှာပြောပုံရဆိုတော့ရောက်နေစလောက်နေလို့ပြောတာပေါ့နော်ဆိုတော့နေရာတွေအရင်နည်းငယ်ကြက်တာကိုတွေ့နေရတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ဘယ်လိုမျိုးဖြည့်ဆင်းကြမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့တွေ့ကြမယ်နော် thank you ပါ
ဟုတ်ကဲ့ပါခင်ဗျအခုကျွန်တော်ရောက်နေတဲ့နေရာကတော့လည်းမင်းကလေးဆောင်ဖြစ်ပါတယ်ကျွန်တော်နောက်မှာဆိုမင်းကလေးဆောင်ရှိတာပေါ့နော်ကျွန်တော်တို့ထိုင်းနိုင်ငံမှာနေရတာဆိုတာကကျွန်တော်အဆောက်အဦတွေဆောက်မယ်ဆိုရင်2ထပ်တို့3ထပ်တို့ဆောက်ခွင့်မရှိနေပေါ့နော်အဆောက်မယ်ဆိုရင်ခွင့်တိုင်ရတဲ့အများကြီးရှိတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီအခုသွေးသစ်လိုကြောင်းလို့နေရာမှာဆိုရင်လည်းနေရာတွေရှိပေမဲ့လည်းကျွန်တော်အဆောက်အဦကိုတစ်ထပ်ပဲဆောက်ရတာဖြစ်တဲ့တော့နေရာတွေအရင်မကျင်နေဘူးပေါ့နော်တောင်းသူကျောင်းသားတွေဆိုလည်းနည်းနည်းကြက်နည်းနည်းဟိုစားပေါ့နေရာအရင်မဆန့်တော့ဘူးပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့နေရာဘာလဲဆိုတော့ဒီပြဿနာကျွန်တော်ဘယ်လိုမျိုးပြရှင်းမလဲပေါ့နောက်တစ်အဆောက်အဦတစ်ဆောက်ဖို့ဆိုတာလည်း budget တွေအရင်လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီလိုနေရာမျိုးကိုတကယ်ထထရောက်လူကိုယ်တိုင်လာမှသာသိရမှာဖြစ်တဲ့တော့တကယ်စိတ်ဝင်စားတဲ့ဆိုရင်လည်းဒီနေရာမှာလေးလာဖို့ဆိုရင်ကျွန်တော်တို့ဥနာပြောသလိုပဲဗီဒီယိုရဲ့အောက်မှာဒီ New York Blue ရဲ့ contact detail တွေရှိပါတယ် Facebook ကကျွန်တော်ထားပြီးမှာပါလူကိုယ်တိုင် live လေးလာလို့ရပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအကြောင်းအတွက်တစ်ခုခုနောက်ပိုင်း project တစ်ခုခုကျွန်တော်လုပ်မယ်ဒီအကြောင်းအတွက်ကျွန်တော်တစ်ခုခုစီစဉ်တော့မယ်ကျွန်တော်တစ်ခုခုလူတော့မယ်တစ်ခုခုကျွန်တော်တို့ဆောက်တော့မယ်ဆိုရင်ကျွန်တော်တို့ကြိုတင်ကြောင်းကြားမယ်ပေါ့နော်ကျွန်တော်တို့ရဲ့တစ်ဆင့်လဲလူတန်းလို့ရတယ်လို့အကြောင်းကို direct လေလူတန်းလို့ရတယ်ဆိုကြောင်းတရားနေပြောချင်ပါတယ်เนาะနောက်မှပဲကျွန်တော်တို့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ